ဘုရားသခင်တခြင်းမင်္ဂလာရောက်စေတိုင်းပေါ်မှာတက်ရောက်ပါစေကျွန်တော်တမန်ကျမ်းစာဗဟုသုတမှတ်စုကနေပြန်လဲကြိုဆိုပါရစေကျွန်တော်တို့တမန်ကျမ်းစာကနေပြောတော့ကောက်ကင်နိုင်ငံတော်အကြောင်းကိုအနေငယ်မျှဝေမှာဖြစ်တယ်ယုံကြည်သူအနေနဲ့ကျွန်တော်ထာဝရကာလပတ်လုံးနေထိုင်ဆံမြင့်ကျင်လည်ရမယ်ကောက်ကင်နိုင်ငံတော်တစ်စိတ်တစ်ဆောင်ကိုစိတ်ကူးမြင်ရောင်ပြီးမှမိဆန်းခွင့်ရမယ်လို့ကျွန်တော်ညွှန်လင့်ထားပါတယ်ဆုလက်တောင်းထားပါတယ်နံပါတ်1ယေရချာအခန်းကြီး21အငယ်21ကိုကြည့်တဲ့အခါမှာအဲ့ဒီကောင်းကင်နိုင်ငံမှာထုတ်ချင်းခက်မြင်နိုင်တော့တကယ်ရွှေစင်တန့်စင်ပြီးသားရွှေနဲ့ပြုလုပ်ထားတဲ့လမ်းနေခင်းထားတဲ့နေရာရှိတယ်လို့ကျမ်းစာကသင်ပေးထားပါတယ်နံပါတ်2ယေရချာအခန်းကြီး22အငယ်1ကိုကြည့်တဲ့အခါမှာဖယားသခင်နဲ့တိုးတငယ်တော်ကနေပလင်တိုးတငယ်တော်ရဲ့ပလင်ကနေစီးဆင်းလာတဲ့အသက်မြင့်လည်းရှိတယ်လို့ကျွန်တော်တို့ကိုသိရှိကြောပြထားပါတယ်နံပါတ်3ဗျာဒိတ်အခန်းကြီး22အငယ်2ကိုကြည့်တဲ့အခါမှာမိမိအသီးကိုလာတိုင်းတီးတော့အသက်ပင်လည်းရှိတယ်လို့ကျွန်တော်ကိုပြောထားပါတယ်အဲ့ဒီအသက်ပင်ရဲ့အရွက်တွေဟာတဲ့လူသားအားလုံးအတွက်လူမျိုးပေါင်းအားလုံးအတွက်ခန္ဓာကိုယ်ကျန်းမာခြင်းကိုပေးနိုင်တဲ့ဆေးဖက်ဝင်အရွက်လည်းဖြစ်ပါတယ်နံပါတ်4အနေနဲ့ဗျာဒိတ်အခန်းကြီး4အငယ်6ကိုရှိတဲ့အခါမှာဖန်ရီကန်လည်းရှိတယ်လို့ပြောပြန်ပါတယ်ကျွန်တော်ရောက်ရှိတဲ့အချိန်မှာဘယ်လိုပဲဝါလဲဆိုတာဘယ်ဟာလိုမျိုးဆိုကျွန်တော်သိရှိရမှာဖြစ်ပါတယ်ဟေရှာယအခန်းကြီး6အငယ်2ကနေ3ကိုကြည့်တဲ့အခါမှာနံပါတ်5အနေနဲ့ကျွန်တော်တို့အတောင်3ဆုံပါတော့6ခုပါတဲ့ကောင်းကင်တမန်နာဘုရားသခင်ကိုတန်ရှင်းဆိုပြီးမှထာဝရကာလပတ်လုံးကြွေးကြော်ပြီးမှဘုရားရဲ့တန်ရှင်းကြောင်းကိုကြွေးကြော်ရတယ်လို့ကျွန်တော်သိရပါတယ်နံပါတ်6အနေနဲ့ပြရတဲ့အခန်းကြီးလေးအငယ်30ကိုကြည့်တဲ့အခါမှာတချီတူတို့12ပါးကဘုရားသခင်ရှိတော်မှာပြည့်ဝတဲ့ထာဝရကာလပတ်လုံးကိုယ်ွယ်နေတာကိုလည်းကျွန်တော်သိရပါတယ်နံပါတ်ခေါ်အနေနဲ့ပြရတဲ့အခန်းကြီး4အငယ်9မှာဆိုရင်ဘုရားသခင်ပလင်တော်မှာလက်စီးတွေလှစ်နေတယ်ပြောမယ်ဆိုမိုးချုံတွေပြစ်နေတယ်ဆိုတာလည်းတွေ့ရတယ်နံပါတ်10ပြရတဲ့အခန်းကြီး9အငယ်17စနစ်ကိုကြည့်တဲ့အခါမှာမတွက်နိုင်တော့ယုံကြည်သူတွေကရီတင်ချင်မကတော့သူတွေကဖရာသခင်ကိုချီးမွမ်းတန်ထာဝရကာလပတ်လုံးချီးမွမ်းတဲ့အတန်တွေကြားနေရတာဖြစ်တယ်တဲ့ဘယ်လောက်ထိသာယာလိုက်မလဲဒီမှာကိုပြရတဲ့အခန်းကြီး21အငယ်23ကိုကြည့်တဲ့အခါမှာအဲ့ဒီကောင်းကင်နိုင်ငံတော်မြို့တော်ရဲ့အလင်းမှာနေရဲ့လရဲ့အလင်းနေမဟုတ်တော့ပါဘူးတိုးတငယ်ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့အလင်းဖြစ်ပါတယ်သူကိုယ်တိုင်ကအလင်းဖြစ်တယ်ဆိုတာကျွန်တော်တို့အတွက်ဘယ်လောက်ထိတာယာလိုက်မလဲပူဆွေးတော့ကမရှိတော့တဲ့နေရာဖြစ်ပါတယ်နောက်ဆုံးနံပါတ်30အနေနဲ့ဗျာဒိတ်အခန်းကြီး20အငယ်7ကိုကြည့်တဲ့အခါအသက်စာဆောင်နဲ့အခြားသောစာဆောင်လည်းရှိတယ်တဲ့ဟုတ်ပါတယ်မိတ်ဆွေအဲ့ဒီအသက်စာဆောင်မှာမိတ်ဆွေနာမည်မပါဝင်သေးဘူးဆိုရင်တော်တော်ပဲထာဝရကာလပတ်လုံးငင်းပန်းနေဆက်တော့မိငယ်ကိုကြမှာဖြစ်ပါတယ်ကျွန်တော်နာမည်ပါဝင်ပြီးဖြစ်ပါတယ်ကျွန်တော်တို့ရှင်ယောဟန်ပထမဆောင်အခန်းကြီး9ငယ်30ကိုကြည့်တဲ့အခါမှာကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒါကိုသိရှိနားလည်ပြီးသားဖြစ်ပါတယ်မိတ်ဆွေအဲ့ဒီအသက်စာဆောင်မှာမပါဝင်သေးဘူးဆိုရင်ကျွန်တော်ပြောပြထားတဲ့ဟာတွေဟာအနည်းအကျဉ်းသာဖြစ်ပါတယ်ဒီဟာတွေနဲ့ပြည့်တဲ့နေရာရောက်ရှိဖို့ဆိုအဲ့ဒီအသက်စာဆောင်မှာမိတ်ဆွေနာမည်ပါဝင်ဖို့လိုပါတယ်ဒီမိုသေပထမဆောင်အခန်းကြီးနေ့အငယ်3လေးကိုကြည့်တဲ့အခါမှာလူသားအားတော့ကဲတင်ချင်းရဖို့နဲ့တမန်တရားကြည့်ရှိဖို့ဘုရားသခင်အလိုရှိတဲ့အတွက်ကြောင့်အခုအချိန်ထိဘုရားသခင်ကကျွန်တော်တို့လောကကြီးကိုမယုတ်သိမ်းပြီးမဲ့ဆောင်းဆိုင်နေတာဖြစ်တယ်မိတ်ဆွေတယောက်ကြောင့်မို့ဘုရားသခင်အချိန်ဆွဲနေတဲ့အကြောင်းကိုရှင်ပီတရုဒုတိယဆောင်အခန်းကြီး3အငယ်9မှာကျွန်တော်တွေ့ရပါတယ်သူလုံးဝမိတ်ဆွေတယောက်သူ့ဘက်ကိုလှည့်ပြီးမှအသက်စာဆောင်ထဲမှာမိတ်ဆွေရဲ့နာမည်ပါဝင်ဖို့အတွက်အခုထိတကယ်ပဲဆောက်ဆိုင်နေတာဖြစ်တယ်သခင်ယေရှုကအချိန်တွေဆွဲနေတာဖြစ်တယ်မိတ်ဆွေရှင်ယောဟန်အခန်းကြီး3အငယ်6ကိုကြည့်တဲ့16ကိုကြည့်တဲ့အခါမှာထာဝရအသက်ရဖို့ယေရှုကလမ်းယေရှုတပါးတည်းရှိတယ်ကျွန်တော်တို့အသက်ဆွန့်ပြီးသွားပြီဆိုတာလေးကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်အဲ့ဒီအသက်စာဆောင်မှာမိတ်ဆွေရဲ့နာမည်ပါဝင်ဖို့အတွက်ယေရှုလိုတယ်ဒီထက်မကသိရှိလို့ပါကခရိယံအတိုင်းဝိုင်းမှာမိမိဆရာအသင်းတော်တွေမှာမိဆရာဓမ္မဆရာမတွေနဲ့တိုင်ပင်မှာဆွေးနွေးမှာလေ့လာပါဖိတ်ခေါ်ပါတယ်ယေရှုခရစ်ကလည်းသူ့စီကိုနောင်တတရားနဲ့ပြန်လာဖို့
အမြဲတမ်းမျှော်လင့်နေပါတယ်မိတ်ဆွေကြွလာပါယုံကြည်ဖို့ပဲလိုပါတယ်ယုံကြည်ဖို့ပဲလိုပါတယ်မိတ်ဆွေဖိတ်ခေါ်ပါတယ်အရာစေတိုင်းဖျားသခင်ကောင်းချီးပေးပါစေအာမင်